ဒီကျွက်ကတော့တာကြီးပေါ်ကနေရိုက်သွားပြီနော်ကိုမိုက်ဒီကျွက်ကဒါပဲနိုင်မဲ့နေထားပါဗျဒါပေမဲ့မိသွားပြီဗျနော်ကောင်းပါတယ်ဗျအာမိုက်ကန်နေဘာမှလုပ်မရဟင်းလေကွာရေရောဟေးစိတ်ကောင်းပါလို့မယူရလို့ကွာလူစုံတော့မယ်ဗျကောင်းပါလေလူစုံတော့မယ်ဗျကောင်းပါလေဒါတော့ခီးကြော်တယ်လိုက်ဖမ်းပြန်နော်ကဲမိသွားပြန်ပြီဗျတာကြီးကတော့ပိုက်တော့နှလုံးစမ်းပြီဗျနော်အဲ့လိုကြီးကလွဲမကြီးမြဲပဲနော်မိုးကြော်ကနောက်ပိုင်းနှင်းပါတယ်ဟုတ်တယ်ကိုကြီးတာကြီးတို့ထားရဗျဒီကျွတ်ပြန်ပုတ်ဘက်ကတော့လက်တူးပါဗျနော်ဒီကျွတ်တာကြီးကဆန့်ခောက်ထားရဗျနော်ဒါပေမဲ့တာကြီးမိုးကြော်ဆယ်ထားရဗျတာကြီးတက်မရသွားပြီဗျနော်ဒီကျွက်ကတော့တာကြီးပေါ်ကနေရိုက်သွားပြီဗျနော်ကိုမိုက်ကယ်နဲ့ကျသွားတယ်ဗျနော်အမကတော့3 1ပါဗျ3 1ဗျ3 1ဖြစ်သွားပြီနော်တော့ကြည့်ပါလေတော့တဲ့ဘက်ကပဲတော့တောင်းနေမှာတော့ကွာမသိဘူးတိုက်တယ်ဗျကောင်းပါတယ်ဗျတာကြီးပြစ်ထားတယ်ဗျရသေးတယ်ဗျနော်တာကြီးကျင်းကိုရိုက်သွားပြီဗျကိုသွားတက်ခါလေးတော့ကျွန်တော်တောင်းဝဲကြောင်းမသိဘူးဆိုရေးတော့ဒီခွေးမလေးဟုတ်ကြပါရဲ့နော်ဟုတ်တယ်မပြောလိုက်လေအားလုံးပါပဲဟုတ်လားတာကြီးပါတဲ့တဲ့တယ်မလားကိုကြိုက်တယ်သားတော့ဟာလားဆယ်တယ်ဗျကဲဒီနေ့ဒီမှာတော့နော်အဲ့နောက်9000လောက်ဟဲ့ဘက်ကနောက်9000လောက်ရှယ်သားတို့ကျေးဇူးကကိုနီတို့နော်နားနေပါဦးတဲ့ဒိုင်ဘုတ်ကထိုးပါတဲ့ခေါ်ပေးဦးဟိုဘက်ကမြောက်ဘက်ကကိုသိတို့ကိုသိတို့ကျွန်တော်ပြောရဖြစ်သေးရဲ့လိုက်လဲပါလို့ကြည့်ကျွန်တော်ပြန်ကားလာမလို့ကျွန်တော်ယူပေးတာမလို့အမတ်တာတော့ခေါ်လေမတ်နေပါတော့ဒီမှာလို့ရဲတော့ကရှိတယ်လို့သမယူအော်တော့ငါတော့မှာဒါပဲကောင်းပါပြီဗျာနော်ဝေးလာဒီကျွတ်တို့ထားရဗျာနော်ဘယ်တော့မလို့ဗျပွဲစဉ်တိုင်းကတော့တိတ်မလို့ဗျာနော်ချက်ကလည်းအမြင်ကြီးကနော်ပွဲစဉ်နေထားတိုင်းတော့တိတ်ပြီးမလွယ်ဘူးဗျရေရေချက်ကမြင်နေတယ်နော်ဒါပဲတရားကောင်းတယ်ဗျာနော်ဒါကြီးတော့မထိုးဗျဝေးပါတယ်ဗျဒါကြီးဝေးရပြီတယ်နော်ဒါကြီးကတော့ဖိုးစဉ်ထောင်းတိတ်မကြိုက်တဲ့အနေထားမှာတွေ့နေရဗျာနော်ဟိုးဝမ်းဖြစ်သွားပြီဗျစီမြတ်နတ်ပါတယ်ဗျနတ်ပါဗျဒါပဲထိုးကကောင်းပါဗျဒါပဲနတ်တယ်ဗျဟုတ်ပါဗျနော်ကြေးခေါ်မှာတကယ်မတွဲဘူးခုနကတည်းကဘက်ကတော့1 4ပါဗျဘိုးကျော်စားပဲလည်းကောင်းပါဗျနော်ဒီကျွက်ကတော့မရိုင်းဘူးစို့နေဗျဒီကျွက်ကစားကွက်ကတော့ခုချိန်ဒီကောင်းတော့ပဲနော်ဒါကြီးကိုရှင်းလာနေတယ်ဗျကိုနေကမြောက်ပိုင်းသားလောက်ထားရည်နေထားတာတာကြီးဒီနေ့ထိုးနေစိတ်ပပူပါနဲ့ကိုကြီးနော်စိန်တယ်တော့လည်းတာကြီးပဲနိုင်မဲ့နေထားပါဗျဒါပေမဲ့မိသွားပြီဗျနော်ကောင်းပါတယ်ဗျအာမိုက်ကန်နေဘာမှလုပ်မရဘူးအမရမှာယူလေးတူမဟုတ်ပါဘူးဗျဒီကျွတ်နိုင်ပါတဲ့ဒီကျွတ်လည်းနိုင်ပါသေးဗျဘာမှလည်းအရာအကြောက်ခုပေါ့ဟမ်ပြည့်အများဆိုရင်တသိန်းဆိုရင်18လောက်ပဲဟင်းလေကွာဟော18တောင်းတော့ပြန်ကာပေးရတယ်ခွဲထားကွာမကတော့ချစ်ပေးရဗျပြလိုက်ပြီလေဟိုတာကြီးကဒဲပါဗျနော်ကိုကြီးမောင်ဆွဲပြတာလားလေကျင်တဲ့တိုင်းဆွဲပြတာအဲ့တော့သူ့ပြန်ကာပေးရတယ်3 4ဖြစ်သွားရကိုကြီးမောင်ကြီးလိုက်ကွာဟမ်ဆိုင်ပြောလို့ကွာမရဘူးလေကွာငါဆိုင်ရမှာပေါ့ချုံးသွားပြီအဲ့ပြလိုက်ပေါ့ဟမ်ဒီကြတော့ဝေးရိုက်ခါတော့လိုက်ပါပဲရိုက်တာတော့မလွယ်သေးဘူးဟောလေခေါင်းနေတာကြီးနေတော့တာကြီးမထိုးရဘူးဒီလားမိတ်ကျန်ဟေးဘယ်လိုကြည့်ရလဲဟိုထိုးရမှာတာကြီးကိုစားပဲထိုးမှာအခုမထိုးရဘူးဘိုးကျော်တာကြီးတော့ဖယ်ရဘိုးကျော်နေလည်းမထိုးတော့ဘူးဒီကျွက်ကတော့တာကြီးမတော်တော့ခုချိန်ဒီရှင်းလာတယ်လို့ရနော်မိုက်ပါလေဗျပွဲရတော့
ဟုတ်တယ်ဗျာကျွန်တော်ကလည်းချက်ပြီးတော့ပေါ့လေစီတိုက်ပါလားနော်စီတော့လည်းကျေတယ်ဗျအနေစီကွင်းနေတော့နည်းနည်းကျေပါဗျာ ဒါပဲထိုးကကောင်းပါဗျာဒါပေမဲ့ဝေးတယ်ဗျာနော် 3 4ပဲဗျာဟုတ်ပါရဲ့နော်ဒီကရပါရဲ့ ဘက်ကတော့3မှတ်4မှတ်ပါဗျာနော်ဒါကြီးလို့3မှတ်ပါဗျာ ဟုတ်တယ်ဗျအဲ့လိုမပေးရတာဗျာဟုတ်တယ်လေ ဒီကျွက်ကတော့ကိုချိန်လေးရှင်းရတယ်လို့ဗျာနော် ကြီးတာပါလားဟိုမှာပါလေ လက်ကြီးတဲ့တာတွေ ကြီးတာမရှိဘောတော့ပြော မမြင်ရသေးဘူးအဲ့ဒါမမြင်ရသေးဘူး မြန်မြန်တော့မှန်လေတော့ တော့ပါကြည့်နေတာဒီကိုရတာဒါကြီးတော့ဒီနေထိုးတယ်အကောင်မထိုးတော့ဘူး ကျေးရတော့တပိတ်3000နဲ့ဗျာနော်ကျေးရတော့တပိတ်3000ပါ ဘိုးကျော်10တယ်ဗျ